Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ brother တို့ Telegram channel မှာကိုယ်ပိုင် bot လို့နေကိုကျွန်တော်မျှဝေပေးတာမှာပဲဖြစ်ပါတယ် Okay ကျွန်တော်တို့ video လေးကိုမဆက်ခင်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ရတဲ့ subscribe လုပ်ပေးသွားကြပါ like မပေးရတဲ့ like လေးပေးပေးသွားကြပါ Okay ပြီးတော့ကျွန်တော်တို့ရဲ့ဒီဘီနာလေးကခေါင်းနှောင်းလေးကိုလည်းနှိပ်ပေးသွားကြပါဦး Okay ပြီးတော့ကျွန်တော်တို့ brother တို့ UC တို့ diamond တို့ smile code လို့ဝယ်ချင်နေဆိုရင်ကျွန်တော် description page မှာချထားတဲ့ Telegram link မှာလာရောက်ဝယ်ယူလို့ရပါပြီ Okay ကျွန်တော်တို့ဆိုရင် video လေးဆက်လိုက်ကြအောင် Okay ကျွန်တော် follow မှာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ ball father ဆိုပြီးရိုက်ရှာလိုက်မယ် ball father okay ဒီမှာ water melon နဲ့ ball ကိုတွေ့သွားလိမ့်မယ်အားလေးကိုနှိပ်ပေးလိုက်မယ် okay step ဆိုပြီးနှိပ်လိုက်မယ်အားဆိုတော့သူကရလိမ့်မယ်အဲ့မှာကျွန်တော်တို့ new ball ကိုနှိပ်လိုက်မယ် okay နိုင်မချက်တာပေးကျွန်တော်တို့AKH ball လို့ကျွန်တော်ပေးလိုက်မယ်လွယ်ကူပဲပေါ့ AKH ball ဆိုပြီးပေးလိုက်မယ် Okay ဒါဆိုရင်ရပါပြီတဲ့အဲ့ဆိုရင် user name ကိုလောက်ခိုင်းတယ် user name ကိုလောက်တဲ့အခါမှာကျွန်တော်တို့ AKHJI bot ကျွန်တော် JI ဘာလို့ထည့်ရလဲဆိုတော့ကျွန်တော်နာမည်တူးသွားရင်လုပ်လို့မရဘူး Okay ပြီဒီနားလေးမှာမှတ်ကမဲ့တစ်ချက်က bot ကနောက်ဆုံးမှာအများတန်းထည့်ရမယ် bot မပါရင်လုပ်လို့မရဘူး Okay ဒါကျွန်တော်ပို့ကြည့်လိုက်မယ်ရှိလား Okay မရှိဘူးသူကတော့အဲ့မဲ့တုံငင်လေးချပေးရဲကျွန်တော်အဲ့တုံငင်ကို copy ယူလိုက်မယ် Okay copy ယူသွားပြီဆိုကျွန်တော် train မယ်ဆက်ပြီးဒီမှာတစ်ချက်တက်ချမယ် money bot ဆိုပြီးရှာလိုက်မယ် money bot ကိုရှာပြီးတော့ရင်တော့ကျွန်တော်တို့သူကရလိမ့်မယ်မင်းအားတဲ့ bot တွေကိုလုံးချင်တာလားဒါမှမဟုတ်ရင်ဒီခုန add bot ဘော bot ကိုဝိုင်းပြချင်တာလားဆိုတော့ bot father ယူလာတဲ့ bot ဝိုင်းပြချင်တော့ကျွန်တော်တို့ကခုန bot father နေပြီးတော့လောက်လာတဲ့အတွက်ကြောင့်မို့ add bot ကိုနှိပ်ပေးလိုက်မယ် add bot လေးကိုနှိပ်ပေးလိုက်မယ် okay သူကဆိုသူက go to bot father ဆိုပထမ bot father ကိုသွားခဲ့မယ် bot father ကိုသွားပြီးတော့သူကအဲ့မှာfor father မှာ bot ကိုပြုလုပ်ပြီးတော့ဒီဘက်မှာ ABN တုံးကို for father ပေးရဲ့ ABN တုံးကိုယူလာမယ်ပြီးတီးပြီးတော့ money bot မှာကျွန်တော်တို့ပြန်ပြီးတော့လောက်ရမယ်ဆိုတော့ပြောတယ်ကျွန်တော်ခုန ABN တုံးကိုယူလာတဲ့အတွက်ကြောင့်မို့ ABN တုံးကိုကျွန်တော်ပို့ပေးလိုက်မယ် okay ABN တုံးလေးကိုပို့ပေးချင်ပါ okay ရပြီမင်းဘာရေးချင်လဲပေါ့ဒီ bot တော့ကျွန်တော်ဒါကြော်လဲရရင်တော့ကျွန်တော်ရေးပေးလိုက်မယ်မင်းကလာ Okay လုံးလေးပဲရေးပေးလိုက်မယ်ဒါဆိုရင်သူကကျွန်တော်တို့ရဲ့ပေါ်ကို link ချပေးလိုက်ပြီဟိုပြီးအဲ့ဆိုကျွန်တော်တို့အဲ့ link ကိုဝင်လိုက်မယ်ဒီ link လေးကို copy ယူပြီးဝင်နေရတယ်ကျွန်တော်ဒါပေမဲ့ဝင်လိုက်မယ်ပေါ့ဗျာဒါမှဆိုရင် start ဆိုပြီးနေလိုက်မယ်ဆိုရင် okay ဒီမဲ့မင်္ဂလာပါမိတ်ဆွေဗာများကူညီပေးရမလဲဆိုရင်ဟာပေါ်လာပြီဒီလိုစာတန်းရှိပေါ်လာတာစိတ်ဝင်တော့ဒီမှာမလို့ပေါ်တာကျွန်တော်ပြမယ်ဆိုရင် okay ကျွန်တော်တရားကိုကျွန်တော်ဒီတိုင်း copy ယူလိုက်မယ်ပြီးရင်ကျွန်တော်တခြားတစ်ခေါက်ကနေတွားကြရမယ်တွားပြီးဆန်ပြမယ်ဟောတွေ့တယ် okay start နေလိုက်ပြီဆိုမင်္ဂလာပါဗာများကူညီပေးရမလဲ okay ဒါပဲအဲ့ဆိုရင်ကျွန်တော်တို့ဒီဇိုင်းရှည်ကိုမပေါ်တော့ဘူးပေါ့ဗျာအဲ့ဆိုကျွန်တော်တို့ခု Telegram မှာ bot ကိုလောက်ရတာအောင်မြင်သွားပါပြီအဲ့ဆိုကျွန်တော်တို့ဒီ Telegram မှာ bot လုံးနေကိုကျွန်တော်လွယ်ကူနဲ့ပဲရှင်းပြလိုက်ပဲ brother တို့လည်းအဆင်ပြေပါစေလို့ကျွန်တော်မျှော်လင့်ပါတယ် see you guys